right ဇလန်အစအဆုံးမြန်မာဘာသာပြန်ဂျီဘောချင်းလက်မှတ်သာထိုးလိုက်တော့အချိန်မဆွဲနဲ့မင်းကြီးမကြခင်မင်္ဂလာဆောင်တော့မယ်ငါတို့မိသားစုကမချမ်းသာဘူးပစ္စည်းကောင်းကောင်းလည်းမပေးနိုင်ဘူးမင်းမရှိတဲ့မော်တော်လေးကိုသူ့အတွက်မင်္ဂလာလက်ဖွဲ့အဖြစ်ပေးခဲ့ရမယ်မျက်နှာမပြတ်စေနဲ့ဒီမော်တော်လေးကကျွန်တော်အသက်ဆုံးပြီး2နှစ်လုံးစုဆောင်းဝယ်ထားတာပါမုံတိုင်းတွေကြားပင်လယ်ထဲထွက်ပြီးတင်မောသားအလုပ်လုပ်ခဲ့ရတယ်ဒဏ်ရာတွေလည်းအပြည့်ပဲပတ်စံကိုတပြားချင်းစုထားတာအသက်ဆုံးရင်ဘာဖြစ်လဲငါကမင်းကို10လလွယ်ခဲ့တယ်ကြီးပြင်းအောင်ကျွေးမွေးခဲ့တယ်ရေးမိသားစုရဲ့ထမင်းစားရေတောက်ပြီးကြီးလာတာမဟုတ်လားအခုလှေတစင်းယူလိုက်တာဘာဖြစ်သွားလဲမင်းပုံကန်ကျင်တာလားအကိုစိတ်မဆိုးပါနဲ့ကျွန်တော်မင်္ဂလာဆောင်ရတော့ကုန်ကြစရိတ်များတယ်ပတ်စံအစင်မပြေရင်ကျွန်တော်စီမှာအလုပ်လာလုပ်လေဟာတနေ့3နှစ်တော့ကျွေးမယ်ဟေ့ဒီသားကြီးကတကယ်ရိုးသားလုံးနဲ့ဒီလေအတွက်ငွေအများစုကိုသူပေးခဲ့တာအခုတော့ကိုယ်တိုင်ပြန်ပေးလိုက်ရပြီးဂျမ်မီသားစုကတော့တကယ်ဖက်လိုက်တာပဲတားငယ်ကယတနာသားကြီးကတော့ပေါင်းပင်လို့သဘောထားကြတယ်ဟဲ့အပြင်လူတွေကငါတို့မိသားစုပစ္စည်းခွဲတာကိုဝင်မရှုံနဲ့ပေါက်ချိန်အမေဖက်လိုက်တယ်လို့မပြောနဲ့ဒီဟောင်းနှွမ်းနေတဲ့လက်နဲ့ပြစ်တဲ့ပိုက်ကိုမင်းယူအပြင်ကရိုင်းနေနေတဲ့ဖောင်လေးလည်းမင်းမဲယူမြင်မြန်လက်မှတ်ထိုးမနှက်ဖြန်မင်းကြီးကမင်္ဂလာတို့သမီးသွားကြိုဖို့လှေအစ်စ်300အောင်မယ်ဒီမိသားစုရဲ့သဘောထားကိုကျွန်တော်ကြကြကလေးကတီးပြီးသားပါပိုက်နဲ့ဖောင်ကိုကျွန်တော်ယူမယ်မော်တော်လေးကိုတော့သူယူပါစေဟာအကိုဒါကအကိုရွေးချယ်မှုပဲနော်ဘယ်သူမှအတင်းမလုပ်ဘူးရွာသားတွေအားလုံးတက်သေးပဲဒါပေမဲ့ကျွန်တော်မှအခြေအနေတစ်ခုရှိတယ်ဒီစာချုပ်လက်မှတ်ထိုးပြီးတာနဲ့မိသားစုပစ္စည်းကိုတရားဝင်ခွဲမယ်အရင်ကကျွန်တော်ရှာခဲ့တဲ့ငွေအားလုံးကိုကျွန်တော်ကိုမွေးမြူပေးခဲ့တဲ့ကျေးဇူးအတွက်ပြန်ဆက်လိုက်တယ်လို့သဘောထားလိုက်ဒီနေ့ကစပြီးကျွန်တော်ဘလောက်ရှာကျွန်တော်ငွေပဲနောက်ထပ်ကျွန်တော်စီကအကျိုးမယူနဲ့ကျွန်တော်ကိစ္စကိုလည်းဝင်မစွတ်ဖက်နဲ့တားရီဒီလိုစကားဘလို့ပြောရတာလဲတွေးသားတော်ဆက်မှုကိုတောင်ဖျက်ချင်တာလားဒီနေ့ကစပြီးကို့အစွမ်းနဲ့ကိုရက်တီကြမယ်ဘသူမှဘသူကိုမနာလို့မဖြစ်နဲ့ဟင်းလူကြီးလိုဟန်ဆောင်နေတယ်ဒီပိုက်ဆုပ်ဖောင်ဆုံးနဲ့ရွှေတုံးတွေဆယ်နိုင်မလားကြည့်သေးတာပေါ့ဂျေဘော့ချိုင်ဟာလူရှင်းတဲ့ကြောက်တန်းကန်းကြီးတစ်ခုစီတွားလိုက်တယ်ဒီအိမ်မှာတွေးဆုပ်ခံနေရတာထက်အခုလိုပြက်ပြက်တသားအဆက်ဖြတ်လိုက်တာပိုကောင်းတယ်အဲ့ဒီအချိန်မလှုပ်နဲ့လှုပ်လေပိုတင်းလေပဲခဏလေးတီးခံလိုက်ပြီးတော့မယ်ပင်လယ်ထဲပြန်သွားတော့ဒီနေရာကဘာလဲတဲဆောင်သွားလို့ရတဲ့ဂေဟစနစ်ငါးမွေးမြူရေးအာကာသနားလည်ပြီးဒါကအဲ့ဒီပင်လယ်လိပ်ကြီးခြံထားခဲ့တဲ့အခွင့်အရေးပဲဒါကပစ္စည်းတူလောင်ယုံမဟုတ်ဘူးကျွန်တော်အသိစိတ်အတွင်းမှာရှိနေတဲ့ဂေဟစနစ်ငါးမွေးမြူရေးနေရာပဲစိတ်ကူးလိုက်တာနဲ့ဒီနေရာကိုဖွင့်နိုင်တယ်ဝိညာဉ်စမ်းရည်ကိုလည်းအသုံးပြုနိုင်တယ်ပင်လယ်တတဝါတွေကိုဒီနေရာထဲထည့်ထားရင်မတည်တဲ့အပြင်ဝိညာဉ်စမ်းရည်ကြောင့်ပိုပြီးကျန်းမာတန်ဆွမ်းလာမယ်ဟင်းဖျားရည်ရေစင်းကန်တဲ့ကိုအဝိရှော်စလုံးလောက်ကြီးမားတဲ့တောကနန်းကြီးအကောင်ကြီးတွေအမြောက်များဝင်လာတယ်ဒါတင်မကဘူးရေအောက်မှာအနက်ရောင်အရေးကြီးတစ်ခုလျင်မြန်စွာဖြတ်သွားတယ်ဒီပုံစံကတောကယူပါငါကြီးပဲအနည်းဆုံး10ကီလိုကျော်ရှိတယ်ဒီလိုငါးမျိုးကပုံမှန်ဆိုပင်လယ်အနက်ပိုင်းကြောက်ကြားတွေမှာပဲနေတတ်တာရေတိမ်ကန်လေးတဲ့ဝင်လာတာနဲ့ဒီလောက်ကန်ကောင်းမယ်လို့မထင်ခဲ့ဘူးဒီတစ်ခါတော့တကယ်ချမ်းသာတော့မယ်ဟေ့အကိုဒီလောက်မြန်မြန်ယတနာတွေဖမ်းမိပြီလားဟာဒီပိုက်စုံနဲ့ငရှင်းဘယ်နှကောင်မိလဲကြည့်ရအောင်ခေါင်းငုံထားလိုက်အရန်ကုန်ယူမနေနဲ့နောက်မှနောင်တရမယ်ကြည်စမ်းငါမော်တော်လေးနဲ့ပင်လယ်ထဲတစ်နေ့လုံးထွက်ခဲ့တာတော့ငါသေးနည်းနည်းပဲရတယ်ဒါတော့မင်းထက်တာသေးတယ်ဟာတောင်းရင်ငါခု2ကောင်ပေးပြီးဟင်းချိုချက်စားခိုင်းမယ်အကိုဒီနေ့အဖမ်းစီဘလို့လဲမစိုးပါဘူးအကိုဒီမှာမရှက်နဲ့တော့ဒီပိုက်စုံနဲ့ဆိုပင်လယ်ရင်ကြီးနည်းနည်းရတာတော့ဘိုးဘေးတွေကောင်းမှုလုပ်ထားလို့ပဲဟာဒီကနန်းတွေလှုပ်ရှားပုံနဲ့အယောင်ကိုကြည့်ပါဦးအခုလေးတင်ရေထဲကထွက်လာတာတေးကြတယ်အကိုကြိုက်အောက်ဘက်ကအနီးရောက်တောက်နေတယ်ဒါကအရေးသွေးအမြင့်ဆုံးပစ္စည်းပဲဒီလောက်ကြီးတဲ့ငါးကန်တကန်လုံးပြည့်အောင်ဖမ်းလာတာမဖြစ်နိုင်ဘူးမင်းရဲ့ပိုက်စုံနဲ့ပင်လယ်အနက်ကငါးတွေကိုဘလို့ဖမ်းနိုင်တာလဲပင်လယ်ထဲမှာတော့အရေးချင်းပဲအဓိကပဲစက်ပစ္စည်းကဘလောက်ကောင်းကောင်းမကျွမ်းကျင်ရင်အကျိုးမရှိဘူးအကိုကြဒီပစ္စည်းအားလုံးကိုကျွန်မဝယ်မယ်ဒီယူပါငါးကြီးနဲ့ဒီအရေးသွေးမြင့်ကနန်းတွေကိုဈေးကွက်ပေါက်ဈေးအမြင့်ဆုံးနဲ့ဝယ်ပေးမယ်စုစုပေါင်းယွမ်60ပေးမယ်တောင်းပန်ပါတယ်ရှီယုတ်စီရဲ့မင်းရဲ့ပစ္စည်းခွဲခြားတဲ့မျက်စိကတကယ်တော်တာပဲအကိုပဲတကယ်ကိုလက်စွမ်းကောင်းတာပဲနောက်တစ်ခါဒီလိုပစ္စည်းကောင်းတွေရရင်ကျွန်တော်စီအရင်ပို့နော်ရတာပေါ့အန်ဒီရများတဲ့ကြောက်တန်းကန်းကြီးရဲ့အနီရောင်ရှုံကိုဘလို့အသုံးချရမလဲသိချင်လားအဲ့ဒီနေရာကိုဘယ်သူမှမဆိုသွားလို့မရဘူးရေအောက်ကြောက်တန်းတွေအများကြီးရှိတယ်ဒီရေတက်ကြလဲအရန်ပြင်းတဲ့ကန်းကြီးရှာတဲ့အတွေ့အကြုံနဲ့နေရာမှတ်နိုင်တဲ့အရေးချင်းမရှိရင်သွားတဲ့သူတိုင်းအန်ဒီရကြားရောက်နိုင်တယ်ဒီလိုရာသီဥတုမှာပင်လယ်ရေစီးကအပြင်းထန်ဆုံးပဲမြူတူနေရင်ရေမြင့်ကလည်းပြောင်းလဲတတ်တယ်ရေအောက်စီးကြောင်းကိုရှောင်ပြီးကြောက်တန်းအောက်မှာပိုက်ချမှသာဖမ်းမိမှုကောင်းမယ်ဟန်ခပ်ပါချိန်မင်းချမ်းသာစေတဲ့နေရာကိုငါမရှာနိုင်ဘူးလို့ထင်နေတာလားကြည်စမ်းရေကတိမ်လာပြီးမကောင်းတော့ဘူးကိုကတက်ချင်းရဲ့ညီမဟုတ်ဘူးလားဟာသူ့လေကြောက်တန်းမှာသွားကတ်နေပြီဟာဦးလေးဝင်ဒီလိုမျိုးထူးတဲ့နေ့မှာတော့ပင်လယ်ထွက်ရဲသေးလားဦးလေးဝင်လှိုင်းတန်ခံနိုင်တဲ့အလက်စားလေကိုကျွန်တော်ငားချင်တယ်ဒီလေကပင်လယ်နှစ်ပိုင်းအတွက်လှုပ်ထားတာလှိုင်းကအရန်ကြီးတယ်
ကန်းနီအလုပ်မျိုးနဲ့တော့မတူဘူးမင်းတယောက်တည်းမနိုင်ဘူးဒီနေ့အနောက်တောင်လေးတိုက်တယ်ຫນွေဦးဒီရေလဲတက်နေတယ်ကန်းလွန်ပြန်စီးရေတဲကရေအောက်ပူချိန်မြန်မြန်ကျနေတယ်ဒါကရေကူးကနန်းကြီးတွေရွှေ့ပြောင်းသွားတဲ့မဖြစ်မနေဖျက်ရတဲ့လမ်းကြောင်းပဲဒီနေ့ဖမ်းမိတာအများကြီးဖြစ်မယ်လို့ကျွန်တော်အာမခံတယ်ကောင်လေးမင်းတကယ်ဘ ഹു တုတရှိတာပဲအင်းလေးမင်းနားလဲပြီလားကောင်းပြီဒီငွေကစပေါ်ငွေ check စရင်စာအုပ်ယူလားမင်းတစ်ချိန်နဲ့အတူပင်လဲထွက်ပြီးစရင်မှတ်ငွေတွက်ပေးဟာဘာဖြစ်တာလဲအကိုကြလှိုင်းတွေအရန်ကြီးတယ်ရေစီးပြင်းကိုဝင်မိပြီးလမ်းချော်ပြီးကြောက်တန်းပေါ်တက်သွားနိုင်တယ်ငါနာကိုအရန်မကတ်နဲ့အခုနောက်မဆုတ်နိုင်တော့ဘူးဒီအခွင့်အရေးကိုလွတ်သွားရင်ပြန်မရတော့ဘူး check ငါနဲ့ပူးပေါင်းလုပ်ကိုဖះရေဟာဟာကနန်းကြီးကြီးတွေအများကြီးပဲပေါင်ရနဲ့ချီရှိမှာပဲကောင်းလေးမင်းတကယ်တော့တယ်မင်းရဲ့မျက်စိနဲ့လက်စွမ်းကမွေးရပါပင်လဲပရင်လိုပဲဒီနေ့တော့တောင်လုံပုံနေတဲ့စီးစိမ်ဥစ္စာကြီးကိုရလိုက်ပြီဟာဟာအကိုကျွန်တော်ဘက်မှာလူမလုံတော့ဘူးဒါပေမဲ့ဒီဒေတာရဲ့စီးမြင့်အရာဒီပစ္စည်းအလုံးကိုကျွန်တော်ဝိုင်းစီကိုပဲရောင်းရမယ်ဈေးကိုလည်းတဝက်လျှော့ရမယ်များများဖမ်းတော့ရောဘာထူးလဲငဝန့်ကိုစန့်ကျင်ရင်တပြားမှရမှာမဟုတ်ဘူးကောင်းလေးမင်းတကယ်တော့တယ်မင်းရဲ့မျက်စိနဲ့လက်စွမ်းကမွေးရပါပင်လဲပရင်လိုပဲဒီနေ့တော့တောင်လုံပုံနေတဲ့စီးစိမ်ဥစ္စာကြီးကိုရလိုက်ပြီဟာဟာအကိုကျွန်တော်ဘက်မှာလူမလုံတော့ဘူးဒါပေမဲ့ဒီဒေတာရဲ့စီးမြင့်အရာဒီပစ္စည်းအလုံးကိုကျွန်တော်ဝိုင်းစီကိုပဲရောင်းရမယ်ဈေးကိုလည်းတဝက်လျှော့ရမယ်များများဖမ်းတော့ရောဘာထူးလဲငဝန့်ကိုစန့်ကျင်ရင်တပြားမှရမှာမဟုတ်ဘူးကောင်းလေးမင်းတကယ်တော့တယ်မင်းရဲ့မျက်စိနဲ့လက်စွမ်းကမွေးရပါပင်လဲပရင်လိုပဲဒီနေ့တော့တောင်လုံပုံနေတဲ့စီးစိမ်ဥစ္စာကြီးကိုရလိုက်ပြီဟာဟာအကိုကျွန်တော်ဘက်မှာလူမလုံတော့ဘူး